ပဲမင်္ဂလာပါရှင်အခုပြပြသွားမယ့်အကြောင်းကတော့ဒဝဲမြို့ကိုသွားခဲ့တဲ့ခရီးသွားဆောင်ပါပဲဖြစ်ပါတယ်ရှင်သမီးတို့ဖွဲ့ကတော့ Group 1 Future Sunshine ဖွဲ့ပဲဖြစ်ပါတယ်ရှင်ကြည့်ရှုပေးကြပါအောင်ရှင်ဒဝဲမြို့သည်မြန်မာနိုင်ငံအောက်ပိုင်းမှာရှိပြီးဇနီးတိုက်ဒေသကြီးရဲ့မြို့တော်ဖြစ်ပါတယ်ဒဝဲမြို့မှာမိုင်30အခါပေါ်ဝေးပြီးဒဝဲမြို့ရဲ့လက်ဝဲဘက်ကမ်းပေါ်တွင်တည်ရှိပါတယ်စီကားတော့မြို့ကြီးတစ်မြို့လည်းဖြစ်ပါတယ်ဒါကြောင့်မို့အားလုံးကျွန်တော်တို့ကျမတို့နဲ့အတူတူလိုက်ကြည့်ရှုပေးကြပါဦးရှင်ကျွန်တော်တို့ကျမတို့ဒဝဲမြို့ကိုမသွားခင်အရင်ဆုံးဒဝဲစကားလူဦးရေနဲ့ကိုယ်ွယ်တဲ့ဘာသာတွေကိုလည်းလေ့လာခဲ့ပါသေးတယ်ဆိုတော့လေ့လာရတဲ့လောက်ကတော့ဒဝဲစကားတီဒေတာရမြန်မာစကားပင်ဖြစ်သည့်အပြင်ဘာသာဗေဒပညာရှင်များစုကမူလစံဘာသာစကားဖြစ်သည့်မြန်မာဘာသာစကားနဲ့အသွင်အနည်းငယ်ကွဲပြားသည့်ဒေသရဲ့မြန်မာစကားဟုလည်းခေါ်ကြတာကိုလည်းတွေ့ရပါတယ်။ဥပမာအနေနဲ့ဆိုရင်ဖြင့်တမင်စားပြီးပြီလားဆိုရင်မှတ်စားပြီးပြီလားလို့ခေါ်ကြပါတယ်။လူဦးရေမှာ2014ခုနှစ်တက္ကသိုလ်စီရင်အရစုစုပေါင်းလူဦးရေ3,5605 ဦးခန့်ရှိပါတယ်။ကိုယ်ွယ်မှုတွေကတော့ဒဝဲမြို့နယ်တွင်ဗုဒ္ဓဘာသာကိုအများစုကိုယ်ွယ်ကြပြီးခရစ်ယာန်ဟိန္ဒူနဲ့အစ္စလာမ်ဘာသာတို့အပြင်နတ်ကိုယ်ွယ်မှုများလည်းအနည်းငယ်တွေ့ရပါတယ်။ကျွန်တော်တို့ဒဝဲရောက်ခဲ့စဉ်ဒဝဲမြို့ရဲ့သမိုင်းအကြောင်းအနည်းချင်းကိုလည်းလေ့လာခဲ့ပါသေးတယ်။ဒဝဲမြို့ကိုကောစာတက္ကရာ1116ခုနှစ်တပေါင်းလဆန်း13ရက်နေ့တွင်ဒဝဲမြို့ကိုစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။ဒါကြောင့်အော်တီဒဝဲတီဟုဆိုကြတာလည်းဖြစ်ပါတယ်။မူလကရှိခဲ့တဲ့တာဂယမြို့ဟောင်းမှာနှစ်ပေါင်းများစွာတည်ခဲ့ပြီးနောက်တာဂယမြို့စာဤ19မြောက်မင်းနှင့်ကာလထက်တွင်လက်ရှိဒဝဲမြို့ကိုတာယာဝတီအမည်ဖြင့်တည်ခဲ့ပါတယ်။ဒဝဲလူမျိုးများရှိပြီးမှလူမျိုးကြောင့်ဒဝဲမြို့ဟုခေါ်သွင်းရခြင်းဖြစ်ပါတယ်။ကိုဘော်ကိတရှောက်ဒဝဲမြို့တွင်မြို့ဝန်ရာဒူထားရှိအုပ်ချုပ်ခဲ့ရာနောက်ဆိုဒဝဲမြို့ဝန်ကမင်းကြီးမင်းကျော်စီတူပဲခန့်ဦးရွှေလုံးဖြစ်ပါတယ်ဒဝဲမြို့ကိုအာချီဘော်ကင်းပဲဦးဆောင်သောဗြိတိရှတပ်များက1824ခုနှစ်တွင်အောက်တိုဘာလတွင်ဝင်ရောက်သိမ်းပိုက်ခဲ့ပြီးနောက်ရတပူဇာချုံအရာ1826တွင်ဗြိတိရှလက်အောက်သို့ကျရောက်ခဲ့ပါတယ်ကိုလိုနီခေတ်တွင်မြို့စား၌အစိုးရအဆောက်အအုံများတည်ဆောက်ကရုံများဖွင့်လှစ်ခဲ့ပါတယ်1930ပြည်နှစ်ဝန်းကျင်တွင်လူငယ်များမျိုးချစ်စိတ်ဓာတ်တက်ကြွရခဲ့ရာဒဝဲတီလည်းလက်ချက်စတင်ရေးလှုပ်ရှားမှုများနဲ့ပါဝင်ခဲ့ကြပါတယ်သခင်ပါသေးတင်သခင်စာဝင်သခင်ပါဆွေသခင်ဘိုးမဆတဲ့သူတို့မှထင်ရှားတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါတယ်ဒီအေးတများချီတက်လာစဉ်19ဇန်နဝါရီ1940年တွင်ဒဝဲမြို့ကိုသိမ်းပိုက်ခဲ့ပါတယ်အဲ့ဒီချိန်ကဒဝဲနယ်သားများအများအပြား BIA တို့ဝင်ရောက်တဲ့ဟုလေ့လာတွေ့ရှိခဲ့ရပါတယ်ဒီဒေတာတွေလည်းတည်ပြီးဆိုတော့ဒဝဲမြို့ကိုဒီလိုသွားလိုက်ကြရအောင်ကျွန်တော်တို့ကတော့ဒဝဲမြို့ကိုလွယ်တကူဝယ်လို့ရတဲ့လေယာဉ်လက်မှတ်တွေရှိတာကြောင့်မို့လေယာဉ်နဲ့ပဲသွားလိုက်ပါတယ်ဒါမဲ့အခုကြည့်နေတဲ့သူတွေကကားနဲ့သွားမယ်ဆိုရင်လည်းအဝေးပြေးကားလမ်းတွေရှိတဲ့အပြင်ကိုယ်ပိုင်ကားနဲ့လာမယ်ဆိုရင်လည်းရပါသေးတယ်။ဒဝဲမြို့ကစိတ်ကမ်းမြို့ဖြစ်တဲ့အတွက်မော်တော်ကားနဲ့တင်ပေါ်များကိုသာအားထားပြီးသွားလာကြပါတယ်။ပေါ်လမြင့်မှာမြစ်ထားလာဆုံးဖြစ်ခဲ့သောရင်းမြို့နဲ့ကားလာပေါက်တဲ့ဒါပေမဲ့တောင်တက်တောင်ဆင်ကြီးလမ်းကြတဲ့ဖြစ်အသွားလာမျိုးကူပါဒဝဲကားစိတ်၌ကိုတင်မော်တော်ကားလူစီကားများစွာတို့ကိုတွေ့မြင်ရပါတယ်။ဒဝဲစိတ်ကမ်းမှာလည်းစိတ်ကမ်းကောင်းဖြစ်၍အယံဝဲစီကားပါတယ်။ဒဝဲမြို့မှာနိုင်ငံခြားစိတ်ကမ်းမြို့များတို့ရေကြောင်းဆက်သွယ်အလွန်ကောင်းမွန်ပါတယ်။ကဲလို့သာဒဝဲရေနက်စိတ်ကမ်းသာအကောင့်တက်ပေါ်ဖြစ်လာရင်ရှေ့တောင်အာရှရဲ့အရေးကြီးသောစိတ်ကမ်းတစ်ခုဖြစ်လာမှာဖြစ်ပြီးယခုထက်ပိုမိုများစွာဖွံ့ဖြိုးတိုးတက်လာမယ်လို့လည်းထင်ပါတယ်။ဒဝဲမြို့ကိုရောက်ပြီးဆိုရင်ဖြင့်ဟိုတယ်တက်ခုခန်းစားတဲ့တက်ခုစရာနေရာတွေကိုလွယ်တကူရှာဖွေတက်ခုနိုင်ပါတယ်ဟိုတယ်တွေကတော့အဓိကဟိုတယ်ဖြစ်တော့ဒဝဲဟိုတယ်အပြင်ရွှေပြည်တော်ဟိုတယ်ရွှေဆိုင်အိမ်ဟိုတယ်ရွှေမောင်းတန်နယူးလိုက်ဟိုတယ်ရယဟိုတယ်စားတဲ့ဟိုတယ်တွေလည်းရှိပါသေးတယ်ဘယ်လိုအလေးလိုက်နဲ့ခေါ်ရလဲပါမယ်ဒီနေရာများမှာအင်တာနက်တွေရွှေတောင်စားစီတီ
ပြကြီးနဲ့ရှစ်တောင်းများပြ19ရှိစီတီပြများဒီတကုံများနဲ့မမကကချီစတင်ရင်းနေရထားနိုင်မှာဖြစ်ပါတယ်ထို19ရှင်ပြမှာရှင်တော်တေးရှင်မော်ခီရှင်စလုံးရှင်တင်ကျူရှင်တော်ဝဲရှင်တောင်းဖို့ရှင်ဖို့အောရှင်စံတော်ရှင်မျိုးတို့ဖြစ်ပါတယ်ထို့ပြင်မြတ်စီတီကျောင်းတော်ပြကနာတော်ပြကြည်ရောတောင်းအစရှိသည့်တောင်ပေါ်တွင်တည်ထောက်ကိုကွယ်ထားသောစီတီတို့ကိုစွာပေါ်ရပြည့်နိုင်ပြီဖြစ်ပါသည်ပြီးတော့တဝင်းရဲ့အတကရနေရဖြစ်တဲ့စပါးတောင်ကိုလည်းကျွန်တော်တို့သွားရနေပါခဲ့ပါသေးတယ်စပါးတောင်ကတော့တဝင်းရဲ့အရှိတောင်ဘက်တွင်ရှိပါတယ်တဝင်းရဲ့အရှိဘက်ပေါက်တိုက်တရာမှာတောင်တက်လန်းအစတောင်ပေါ်ပူကြီးကျောင်းတိုင်းအထိတမိုင်ကြောခတ်သာဝေးပြီးကျမရဲ့အတွက်လမ်းရှင်းသူများချင်းဝင်ပြီးတက်သူများနဲ့service သူများပြောက်ကိုတွေ့ခဲ့ရပါသေးတယ်။အဲဒီနေရာကတော့ကျွန်တော်တို့တဝက်မှာလက်ပတ်ခဲ့တဲ့အထက်မှာသဘောကျအဆုံးဖြစ်တဲ့မမကကချီဖြစ်ပါတယ်။အဲဒီကြတဲ့မမကကချီကတဝက်မျိုးရဲ့အနောက်မြောက်ဘက်ရှိပင်လယ်ကချီ20ရှိတာပဲဖြစ်ပါတယ်။အဲဒီနေရာကိုတဝက်မှနေပြီးမြစ်တစ်ပတ်သူကိုပြည်ရဲ့ရှင်းမဲ့ကမ္ဘောတော့ကဖြစ်သွားရပါတယ်။ဒီကချီ20ရှိသူများပြလာပါတော့စားသောက်စိတ်ချင်းများနဲ့ကော်ဖီစင်များတွင်ကန့်ချီသူလာရောက်လက်ပါကြတော့ကျွန်တော်တို့အားလုံးတက်ရှင်းလက်ဆက်ချင်ကြတော့ပင်လယ်စားစားများမှာမြေကြီးရှိရအားရပါရစားတော့ခဲ့ပါသေးတယ်။ဘာလို့ကန့်ချီရဲ့အလားကလည်းနေဝဲချီရဲပစောစီအယောင်တင်ပြီးမိုးကုစရဲမှာရောင်စုံလှပညာဖြင့်ကြည်မစိုးနဲ့အောင်ပြတာရလှပကြည့်လို့ပရနေကွက်ကိုလည်းညနေတဲ့ချီမောဖြစ်ခဲ့ရပါတယ်။ဘာမကကချီရဲ့နေဝင်ချီတဲ့ပေါ်အလားကိုအေးစစ်စစ်ထက်ကြည့်ပြီးတိတ်ခတ်လာတော့ပင်လေလေးအေးကလည်းရောက်လာရောက်အပဖြစ်သူများရဲ့စိတ်ကိုချီလာဆိုင်နေပါသေးတယ်။တခါတခါလာရောက်လဲပိုင်ညာထိတ်တာသောစာရလှပတိကချီတစ်ခုဖြစ်ပါတယ်။ဘာမကကချီမှာမိနစ်အနည်းငယ်များလာရယူဖြစ်ပြတဲ့အင်ဂျီရွာရေပူစံတော့ရရှိနေပါသေးတယ်။ဘမကနီတွင်တုတ်ထက်လာမကြီးရှိပါတယ်။ဘမကကချီပြီးမနိကရဲ့ရှိဆိုးတော့အဖြောက်တန်စုကချီတစ်ခုလည်းသိရှိရပါတယ်။လူရပွဲတော်တွေကတော့ဝါလာကင်တော်တွေကျော်လာပြီးနေတဲ့จิปาပြုလို့ထားတဲ့တွေရတဲ့ပြင်းမြောက်ပွဲတော်နဲ့တဆောင်မိုးလာမှာจิปาပြုလို့တဲ့တဆောင်တဲ့ပွဲတော်တစ်ခုဖြစ်တဲ့27စီပြရပွဲစားတာတွေပဲဖြစ်ပါတယ်။တပိမြောက်ပွဲကိုလက်စင်တဲ့ရေကျော်လာပြီးနေတွင်ပြုလို့ကျင်းပလေးရှိပြီးစင်နာရှင်အလူရှင်များကတပိမြောက်ပွဲလာရောက်ကြည့်ရှုသူများကိုစရုတီတာများဖြင့်အခါကျွေးမွေးခြင်းတပိမြောက်ပွဲတွင်ဒီကိုပြန်အငယ်လို့တင်ခြင်းတဝဲရိုးရရင်ကြီးအကားများဖြင့်ဖြောပြတင်ဆက်ပါတယ်လို့သိရှိခဲ့ရပါတယ်။တဝဲမျိုးရဲ့နောက်ထပ်ရိုးရပွဲတော်တစ်ခုဖြစ်တဲ့လက်ကျရှိစုပြပွဲဟာဆိုရင်လည်းလောစီကားပါတယ်။ညစာတော်ပြပြုတ်ပေါ်တော်များကိုလောကမရစီဖြတ်ဆောင်မိုးလာပြီးမတိုင်ခင်4ရက်သို့မဟုတ်5ရက်ထား၍ဒီဆောင်မိုးလာဆန်14ရက်နေ၌တွင်မျိုးရဲ့နေရအနှံလမ်းမများကိုလက်ပူခံတဲ့ဟုလည်းသိရှိရပါသေးတယ်ကျွန်တော်ကျမတို့အရှိမပြပြခဲ့တဲ့ပွဲတော်တွေကိုတော့ကျွန်တော်ကျမတို့တွားတဲ့အချိန်တွေမတိုက်ဆိုင်လို့မတော်ဖြစ်ခဲ့ပြီးမဲ့ဒေတာခံတွေရဲ့ပြပြဖို့ရတော်ပြဖို့ကောင်းတယ်လို့တင်မိပါတယ်ဒီလိုရောက်ရင်ဈေးတွေလမ်းဘေးဆိုင်တွေမှာရေးပြရတဲ့အများဆုံးမို့တွေကတော့အမို့ကျွဲတဲ့မို့ပလောက်ခေါ်မို့လက်ဆောင်မို့စီကတိုးခွာကောင်းတုံမို့ပြခေါ်မို့ပြတဲ့မို့လက်ကောက်မို့ခွာမို့ချောင်းလေးမို့ကြီးကြတို့ရဲ့အခေါ်ဝလက်ဖက်ကကောက်ခွေရိုက်တို့အခေါ်ဝမို့ခွက်သားခေါ်မို့လင်မယာနောက်ဆုံးတစ်ခုကတော့မပါမဖြစ်ဖြစ်တဲ့ဒဝဲမိုးလက်တုပ်ပဲဖြစ်ပါတယ်ဒဝဲကိုရောက်ရင်မဖြစ်မနေစားကြည့်တဲ့အရာကတော့ဒဝဲမိုးလက်တုပ်ပဲဖြစ်ပါတယ်ဒဝဲရောက်ပြီးမိုးလက်တုပ်မစားရရင်တော့ဒဝဲရောက်တာမတန်တယ်လို့မဆိုလို့မပါဘူး
နိုင်ငံတော်ရှိခီးသွားအတဲ့မြောက်ကိုလည်းကချင်များအနဲ့ပြည်တိုင်းတဲ့ဒေသကြီးတကယ်နေရာတစ်ခုဖြစ်ပြီးဒဝဒေသဤထင်ရှားလာသောမငါကချေတော့မွန်ကန်ကလိုက်လေလောက်ကြီးလက်စီပါလာပြီးစကရီတော်တဲ့ချင်းဖြစ်ရဝဲရနေမမိတ်ဆွေပေါင်းများနဲ့ခီးသွားများအားဒီဗီဒီယိုမှာတစ်ဆက်ကျွန်တော်တို့ကျမတို့ဖွဲ့သားများကဖိတ်ခေါ်လိုက်ပါတယ်ရှင်အခြားတင်ရှားသောကချင်များမှာဖဖကြောင့်ရောရဲ့အဆရှိသောကချင်များဖြစ်ကြပြီးပူချင်းမြို့မှာသောရေပူစာအဖြစ်ဘလောက်မြို့နယ်ရှိပဲရေပူစာမှာထင်ရှားပါသေးတယ်။ဒါဒီတဝဲမြို့ဤအနိနာပတ်ဝန်းကျင်တွင်ထူးခြားလှပသောလက်ပပွေရာကျုံပေါင်းများစွာလည်းရှိပါသေးတယ်။ကပ်ပလီပင်လည်းတွင်ရှိလောင်လို့ကိုကျုံနဲ့ပိစိကျုံများသည်တဝဲမြို့ပတ်ဝန်းကျင်ရှိခီးတော်များအတဲ့များလာရောက်လက်ပမှုများဆိုကျုံများဖြစ်တည်ရှိနေကြပါတယ်။ခီးတော်အတဲ့များအနေနဲ့ထိုကျုံများပေါ်မှာကြီးစုခန်းစားရသောနေဝင်စည်းစာပကြီးကားသည်ကြီးစုခန်းစားသူတဲ့အတွက်ဘဝရဲ့အမတ်တရားတစ်ခုဖြစ်ကြာရှိမိပြတ်အားပေးစွမ်းနိုင်သောနေရာများဖြစ်သည်ဟုအာမခံထားပါတယ်။ဒါဆိုဒဝမျိုးရဲ့လက်ပတ်ဆရာနေရာတွေရရောက်ပေါ်တော့တွေကိုလည်းတော်တော်ဆဆလေးသိခဲ့ရပြီဆိုတော့ကျွန်တော်တို့ future subject ပွဲတော်သားများအားလုံးကဒီနေရာလေးမှာပဲအဆုတ်တက်လေးပါစီရှင်ကြည့်ရှုပေးကြတဲ့သူတွေလည်းအားလုံးကျေးဇူးတင်ပါတယ်ရှင်